Hello အားလုံးပဲမင်္ဂလာပါရှင်ကဲဒီနေ့ကလေဘာတွေပြောပြပေးမှလဲဆိုတော့ဒါတွေပြောပြပေးမယ်နော်ဒီမှာတိလားဒါတွေတိကြမှာပါဒါတွေအကြောင်းကိုတစ်ခုချင်းစီပြောပြပေးမယ်တော်တော်များများဒါတွေကိုမတိကြဘူးဘာလို့လဲဆိုတော့အခုခေတ်မှာကွာလုံးဝ luxury brand တွေ high ဖြစ်တာတွေ Korea brand တွေအစုံ brand တွေကအများကြီးပေါ်လာတဲ့အခါမှာဒါတွေကကွယ်ပြောက်သွားခဲ့ပြီပေါ့နော်ဒါပေမဲ့နယ်ဘက်တွေမှာ3နေလက်စလူတွေရှိတယ်ကွာရှိတော့အရန်လာမိကြမင်းဒါတွေက300အောင်မလား7300အောင်မလားဒါတွေကတားမြစ်တွေထဲမှာပါတာလားမာဆူရီတွေပါလားကြရားတွေပါလားဟိုက်ဒရိုကွီနုံးတွေပါလားဆိုရှင်းပြပေးမယ်ဘလော့ကတော့ရှေ့မှာပေါ့နော်ဘာလို့လဲဆိုတော့ဒီဟာတစ်ခုချင်းစီကိုပြောပြပေးမှာဆိုလေနော်အဲ့တော့တော်တော်များများလဲဒီဟာကိုပဲ beauty blogger မှာ review မလုပ်ဘူးထင်တာပဲဒီကောင်မင်းကပြောပြတဲ့ရွေချက်ကမင်းတို့ skin care တွေစပြီးလေ့လာတဲ့အခါမှာလွန်ခဲ့တဲ့9နှစ်10နှစ်ကိုပြန်သွားမယ်ပေါ့နော်9နှစ်10နှစ်မှာဆိုရင်အခုအိုက်ရှိန်တော့မှာ beauty blogger တွေတို့เนาะinfluencer တွေစပြီးတော့မှာပေါ်ကားသားရှိရလက်ရှိုးရည်လို့ရရကွာတိလားအဲ့လိုမျိုးတွေဒီ skin care တွေနဲ့ပတ်သက်ပြီးတော့မှခက်စားလာတာ Korea brand တွေ USA brand တွေဆိုခက်စားလာတာဒီ skin care တွေခက်စားလာဆိုတော့10နှစ်လောက်ပဲရှိသေးတယ်အဲ့10နှစ်ရဲ့ရှေ့မှာဆိုရင်ကိုရီငယ်တုန်းကတိခဲ့ရတာတွေကဒါတွေပဲတိခဲ့ရကွာတိရမလား prominent တွေပဲတိခဲ့ရတာအမေတွေအတော်တွေအန်တီအဲ့လိုမျိုးကွာသူတို့လိမ့်တာကိုကွာမြင်ခဲ့ရကိုတိုင်လဲသူတို့ဆွဲလိမ့်လို့ကိုတိုင်လဲအလိမ့်ခံခဲ့ရတာရှိရဒီလိုနှစ်ထပ် make up တွေဆိုကိုရီငယ်တုန်းကဒါလက်ဆွဲပဲဒါပဲသုံးတာဒီမှာကြည့်အဲ့တော့ဒါလေးပြောပြမယ်ဒီဟာကတဲ့နော်မြန်မာနိုင်ငံမှာပေါ့နော်ပထမဦးဆုံး make up ကိုဖော်ဆက်ခဲ့တာဒီကောင်ပထမဦးဆုံးစပြီးတော့မှပေါ့ကွာထွက်ခဲ့တာဒီကောင်ပါတဲ့နော်သူ့ကိုထုတ်တဲ့သူရဲ့နာမည်ကတဲ့တက္ကသိုလ်မောင်ကြီးလို့ခေါ်တယ်တဲ့နော်ဒီဟာကိုစားထုတ်ပြီးတဲ့အချိန်မှာစားထုတ်ပြီးတဲ့စကားရောင်ထစ်ကုန်စားထုတ်ပြီးတဲ့အချိန်မှာတဲ့နော်ဒီတက္ကသိုလ်မောင်ကြီးကသူ့ရဲ့ပစ္စည်းကိုဘယ်သူမှအဖက်မလုပ်ကြတဲ့အခါမှာစိတ်နာပြီးနိုင်ငံခြားကိုထွက်သွားတယ်အခုကျတော့အရင်နာမည်ကြီးရဲ့ brand တစ်ခုနဲ့လက်တွဲပြီးတော့မှအလုပ်လုပ်နေလို့ကြားတယ်ဒီဟာခဏပျောက်သွားတယ်ပေါ့နော်နောက်ပိုင်းမှာထိုင်းဘက်ကနေပြီးတော့မှထိုင်းလူမျိုးတွေကသူထုတ်ထားတဲ့ formula အတိုင်းကိုထုတ်တာပေါ့နော်လိုက်ထုတ်တဲ့အခါမှာဒါအခုတော့ထိုင်းပစ္စည်းဖြစ်သွားတာပေါ့နော်အရင်တုန်းကစပြီးတော့မှပေါ်တဲ့အခါမှာဒါမြန်မာနိုင်ငံကစပြီးတော့မှထွက်တာဖြစ်ပါတယ်အဲ့ဒီအခုအမပြောသွားတဲ့ information ကသိတဲ့သူရှိရင်လည်းမှတ်မှာဝင်မှတ်ပေးဘာလို့လဲဆိုတော့ကိုကလည်းတေချာတော့လေးလာထားတယ်ဆိုပေမဲ့တိကျတဲ့အဖြေကိုအခုချိန်นี้ရှာဖွေမတွေ့ရှိသေးဘူးပေါ့နော်အဲ့တော့ဒီကောင်ကတော့ဟိုးရင်ကလေးကဒါတွေသုံးပြီးတော့မှအဆင်ပြေနေတဲ့သူတွေဘာမှမဖြစ်ဘဲနဲ့မျက်နှာဘာ steroid ဘာမှမထိဘဲနဲ့ကွာအဆင်ပြေနေတဲ့သူတွေလည်းအများကြီးပဲနော်အဲ့ပြီးနောက်တစ်ခုဒီမှာအာရှိဟိုးရင်တော့ဒါတွေပဲသုံးကြတာမလိန်နဲ့เนาะလွန်ခဲ့တဲ့အသက်30 40အဲ့လိုလူတွေဆိုရင်သူတို့အပြိုရွယ်တော့ဒါတွေပဲလိန်ခဲ့ကြတာဟုတ်တယ်เนาะအခုချိန်ဒီလဲသုံးနေတဲ့သူတွေရှိပါတယ်အဲ့တော့အာရှိကတားမြစ်ထဲမှာပါသွားပြီလားဆိုတော့ပါသွားပြီနော်ဒါပေမဲ့အိန္ဒိယဘက်ကအိန္ဒိုနီးရှားအိန္ဒိယဘက်ကလာတဲ့အာရှိကတော့တားမြစ်ထဲဝင်သွားပြီဒီကောင်ကကျတော့ထိုင်းကိုသုံးနေတဲ့ပစ္စည်းကထိုင်းလားအိန္ဒိယလားတစ်ချက်ပြန်စစ်ပါဒီမှာဘယ်လိုစစ်ကမလဲဆိုတော့ဒီမှာကြည့်ဒီလို sticker လေးပါတယ်ပြီးရင် made in Thailand best ဆိုပြီးတော့ဒီမှာဒီလိုစလုံးလေးပါတယ်အဲ့လိုဟာဆိုရင်တော့73ရတယ်ဘာမှမဖြစ်ဘူး तू ကဒီမှာ तू ရေးထားတာတော့မှနော်သူက made in Thailand ပါတဲ့နော် no hydroquinone ဆိုတာလုံးဝ chemical တွေပြထားတွေမပါပါဘူးလို့ပြောနေတာ no mercury no hydroquinone အဲ့လိုမျိုးတွေသူရေးထားတယ်73မှာအဆင်ပြေတယ်ဒါကကြတော့အာရှိเนาะဒါအာရှိသူကဘူးသေးဘူးကြီးဘူးလက်เนาะဒါတွေလေးမင်းမာလေးစုံဖို့အတွက်ကိုလေးဈေးတဲ့တပတ်ပတ်ပြီးတော့မနေ့ကရှာဝယ်ထားတာကျွန်မเนาะဒါလေးတွေပြောပြခြင်းလို့မပြောလို့ကလည်းမရဘူးသုံးနေတဲ့သူတွေကလေအဲ့လိုမျိုး73ရမှာလားရက်ရမှာလားအဲ့လိုမျိုးတွေဖြစ်နေကြလို့ဒါကကြတော့ prominent ဆိုလို့ရှိရင်လည်းဒီမှာကြည့်ဒါရိုးရိုး prominent ဒါကကြတော့ဖင်ပြဒါကဒုတိယထွက်တဲ့ prominent ဒါကပထမဆုံးပေါ်တဲ့ဟာဒါကကြောင့်ဒုတိယပေါ်တာဒါကကြောင့်နောက်ဆုံးပေါ်ကွယ် prominent မှာမှဒီကောင်မှာဆိုလို့ရှိရင်ကြတော့သူက snow lotus ဆိုပြီးတော့မှကွန်ပေါင်းထည့်ထားတယ်အစားကြောင့်ဂျင်စင်းရဲ့
ပလဲရနေပဲလောက်တာပေါ့နော်အခုနောက်ပိုင်းကျတော့သူကကြာဆွဲလေးပါလာတယ်အဲ့တော့အရွယ်တင်နုပြိုမယ်ပေါ့ကွာအသက်ကြီးသမားတွေသုံးဆိုပြီးတော့မှထုတ်ထားတာပါဒီကောင်တွေကပြောရလို့ရှိရင် make up ပဲကွာသိလားအဲ့တော့ညတွေလိမ့်ရမှာလားဆိုမလိမ့်ရဘူးသူ့ကိုတော့ရင်အသားရဖြူလာတယ်ဆိုတာဖြူလာမှာပေါ့ဘာလို့ဆိုပလဲရဲ့တဘာဝကအသားကိုဖြူစေတာကြာပန်းကအရွယ်တင်နုပြိုစေတာဂျင်စင်းဆိုတာအသားကြီးကိုအားဖြစ်ပြီးတော့မှအရွယ်တင်နုပြိုတဲ့ပုံစံသွားတာ make up အစားထိုးသုံးရမှာညမသုံးရဘူးဒီကောင်တွေက sunscreen အာနီးတင်မပါတာဖြစ်တဲ့အတွက်ကြောင့်နေအောင်ကြည်တန်ကာကွယ်တဲ့ sunscreen တွေပြီးရင်အဆိုးတက်ဖြည့်ပေးတဲ့နှိုးရည်လေးတွေသုံးပြီးတော့မှနှိုးရည်သုံး sunscreen သုံးပြီးမှဒါလေးတွေလိမ့်ပေးအဲ့ဆိုရင်အဆင်ပြေတယ်ပြောရရင် make up အစားထိုးညလိမ့်ရမှာလားဆို no မလိမ့်ရအောင်เนาะပြီးရင်နောက်တစ်ခုဝက်ရှန်သမား sensitive ရန်ဖြစ်တဲ့သူသုံးလို့ရလားဆို no မရဘူးဘာလို့ဆိုတော့သူကဂျင်စင်ဒီပလဲအဲ့ဒါတွေကပလဲဆိုတာကွာ whitening brightening vitamin C ဝက်ရှန်သမားလုံးဝသုံးလို့မရအဲ့တော့ဝက်ရှန်သမားသုံးလို့မရဘူးဒီကောင်သုံးမယ်ဆိုစောရေထဲဖြစ်ရလေးတခြားခံလိမ့်မယ်ဆိုအရေးချောင်းနေပါမဖြစ်တော့ဘူးဒီကောင်ဆွဲရတယ်နော်မဖြစ်မနေသုံးဖြစ်နေဆိုရင်သာသုံးကွာသိရမလားအခုကိုကဘာချက်လဲနိုင်တယ်ပတ်စံလဲနိုင်တယ် high club ကွာဘောစီဆိုလို့ရှိရင်တော့အခုခေတ်ပေါ်တွေသုံးပေါ်ဒါသဘောကိုရဲ့ရွေးချယ်မှုပဲဒါမှဒါဆိုတဲ့သူတွေလဲဒါသုံးနည်းလေးပြောပြပေးတာနော်ညပိုင်းမသုံးနဲ့မနေ့ရက်နေ့ရက်ပဲသုံးဒီကောင်ကကျတော့ဆယ်ကျော်သက်ကလေးတွေသုံးစကြောတက်ကလေးရိုးဒါရိုးနော်ရိုးကဈေးသက်တာတယ်ဒီကောင်ကကျတော့ဖင်ပြကကျတော့ဈေးက13800 14000အဲ့လောက်ပဲရှိတယ်เนาะဒီကောင်ကပြောရရင်နည်းနည်းဒီကောင်ထက် update မြင့်ပြီးထုတ်ထားတဲ့ပုံစံမျိုးเนาะသူလဲဂျင်စင်းပလဲအသက်25ကျော်လေးတွေသုံးဖို့ကွယ်ဒါကကျတော့အသက်30ကျော်သုံးဆိုပြီးတော့မှသူတို့ထုတ်ထားတာဒါကကျတော့ prominent 3နည်းကိုပြောပြလိုက်ပြီเนาะမတက်ရင်လည်းဆက်မသုံးနဲ့တက်ရင်ဆက်သုံးဘာမှတော့မဖြစ်ဘူးဒီကောင်တွေကအဲ့လို steroid တွေပါမပါဘူးเนาะမပါဘူးเนาะအဲ့တော့ဒါကြီးပြောပြပြီเนาะဒီအာရှိဆိုတာလဲသူကမျက်နှာဖြူတယ်ဆိုတာကအမဲဆက်တင်ပျောက်တယ်ဆိုတာကအာဗျူတင်တို့ဘာလို့ပါလို့မျက်နှာဖြူတာအဲ့တော့ကိုကတော့အိန္ဒိယလားထိုင်းလားရွေးချယ်ကိုရဲ့တေချာဖက်ပေါ့နော်တေချာဖက်ပြီးမှတော့ဒီကောင်ကကျတော့ fine and lovely ပါဘယ်သူမှမလွတ်ကြဘူးကိုရင်ငယ်တော့ဆို fine and lovely တို့အဲ့ဒါတွေနဲ့ပြီးခဲ့ရကွာမျက်နှာလေးတစ် fine and lovely လေးလိမ့်ပြီးကြောင်းသွားအဲ့လိုလုပ်ခဲ့ရအဲ့ fine and lovely ပေါ်မှာတနခါတုံးလေးတွေတနခါလေးတွေလိမ့်ပြီးတော့မှသွားကြတာနော်ဒီမှာသူပြောထားပြီးသားနေ့စဉ်လိမ့်ခရင်ဆိုတာနေ့လိမ့်ရမှာလေဘာလို့ညတွေလိမ့်တာလဲညတွေမလိမ့်နဲ့နောက်တစ်ခုကနေရကျော်တဲ့တယ်ငါကျော်တော့မတဲ့ဘူးမတဲ့ရင်ဆက်မသုံးနဲ့ဘာလို့လဲဆိုတော့သူ့မှာကွန်ပေါင်းထည့်ထားတာတွေကအများကြီးပဲဗိုက်တာမင် A တွေဗိုက်တာမင် B ဗိုက်တာမင် C ဗိုက်တာမင် D အမလီအများကြီးပဲထည့်တာပြောရင်သူကအခုခေတ်စကားနဲ့သုံးမယ်ဆိုရင်တုံးအခရင်ပုံစံမျိုးပဲတုံးအခရင်ဆိုတာလည်း make up ထဲမှာပါသွားပြီနော်အဲ့တော့တိုနာတို့ကိုကဒါမှဒါကြိုက်တယ်လက်မလွတ်နိုင်အောင်ဆိုလို့ရှိရင်လည်းတိုနာ moisturizer sun cream လေးလိမ့်ပြီးမှဒါလေးကိုလိမ့်တုံးအခရင်အနေနဲ့သုံးပါပေါ့နော်သုံးပါအဲ့တော့ fine level ကတချို့လဲဈေးမတက်နိုင်အောင်ဆိုရင်လည်းညနာလေးတစ်ပြီးတော့မှဒါလေးပဲမနက်ကယ်နေ့ရယ်ပေါ့နော်သုံးပေးပါညတော့မသုံးပါနဲ့ဒါလည်းတုံးအခရင်ပါနော်အခုခေတ်စကားနဲ့ပြောမယ်ဆိုရင်နော်ဒါကတော့ fine level အရင်တော့ဆိုရင်သူက glow and level ဆိုပြီးတော့မှထွက်တာ glow and level ရဲ့စကားလုံးအသုံးတော့ဘယ် brand နဲ့ညှိနေလို့လည်းမသိဘူးနောက်ပိုင်းမှာနာမည်အသစ်နဲ့ fine level ဆိုပြီးတော့မှထုတ်ခဲ့တာနော်အဲ့တော့နောက်တစ်ခုကဘာလဲဆိုရင်ဒါကြတော့ Hamsun ဒါရတော့ပေါ်လာတော့တိတ်မကြသေးဘူး fine level တွေနဲ့အတူတူပေါ်လာလားနောက်မှပေါ်လာလားမသိတော့ဘူးဒါကတော့မသိတော့ကိုကအခုမှသိလို့ဒါလေးကိုလည်းဒါ review ပေးမယ်ဆိုပြီးတော့မှယူလာတာယောက်ျားလေးတွေအတွက်ဒါကြတော့เนาะယောက်ျားလေးတွေတော်တော်ဘာချက်မနိုင်ဘူးတမျိုးတည်းပြီးကျင်တယ်ဆိုလို့ရှိရင်ဒါလေးသုံးပေါ့မနေ့ရက်နေ့ရက်သုံးเนาะဒီကောင်ဆိုလို့ရှိရင်အစိမ်းဆိုရင်ဝက်ရှန်သမားသုံးရတယ်သူပြောပြီးသား for extra whitening skin ဆိုတာစီပြန်သမားသုံးဝက်ရှန်သမားသုံးဒါကြတော့ to dry skin normal to dry skin ဆိုတော့အမဲရောင်သုံးဘယ်လိုလူတွေကဘာသုံးရမလဲဒါပြောပြီးသွားပြီเนาะတချို့ဒါလေးတွေနဲ့လည်းအဆင်ပြေနေတဲ့သူတွေအများကြီးပဲဒါယောက်ျားလေးတွေအတွက်ပါเนาะယောက်ျားလေးအတွက်ပါဆယ်ကျော်သက်ကလေးလည်းသူသုံးလို့ရတယ်သူပြောထားရပါเนาะအဲ့တော့ကိုကပတ်စံရှိရဲဘာညာဆိုရင်လည်းအခုခစ်ပေါ်တွေသုံးဒါပေမဲ့ဘာချက်ရွှေတာဆိုတော့ဒါတွေသုံးလို့ရပါတယ်ဒီမှာသူပြောပြီးသား dermatologically test เนาะဆရာဝန်အရေးပြထောက်ရလက်မှတ်တောင်ရပြီသားเนาะသွားပြီးတော့မှ short မတွက်နဲ့အဲ့တော့နောက်တစ်ခုဒါတွေမှမဟုတ်ဘူးအခုဘဲလာfire levi ဒိုရူနောင်ဟောင်းပြီးရင်ဟာဒီဟာအခုဘာချက်ထဲမှာဘာချက် line နဲ့ရဆိုရင်အဲ့ဒါလေးလည်းစိတ်ရှရတယ်နေဗီယာပြီးရင်ပွန်းလည်းစိတ်ရှရတယ်ဂါနီယာပြီးရင် Juvras နောက်တစ်ပါးရှိသေးရောเนาะအဲ့ဒါလေးတွေကစိတ်ရှာရတယ်ရှင်တို့ MLN နေရှောက်မတုံးနဲ့ MLN တွေကစုပ်ပြတ်တက်သွားလိမ့်မယ်เนาะ
အဲ့ဒါတွေကဆွနာအမပြောသွားတယ်ရွတ်ပြသွားတဲ့ဟာလေးတွေကစိတ်ရှာလက်ရှာသုံးလို့ရတယ်เนาะဒိုဒူတို့ဘာတို့နောင်ဟောင်းတို့ဘာလို့ဆိုရင်ကွာလွန်ခဲ့တဲ့ခစ်တွေဟိုးခစ်တွေစပေါ်မြန်မာနိုင်ငံမှာစပြီးခစ်စားပြီးပေါ်ပြီးဆိုကြတဲ့အဲ့ဒါလေးတွေကခစ်စားခဲ့တာသုံးမယ်ဆိုဘာမှမဖြစ်ဘူးသုံးလို့ရတယ်เนาะအဲ့တော့အမကကဲပြောပြပြီးသွားရင်เนาะဒါလေးတွေပြောပြပြီးသွားရင်เนาะဘယ်လိုသုံးရမလဲဘာလဲညာလဲဒီမှာเนาะဒါเนาะ